Hello အားလုံးမင်္ဂလာပါရှင်ရှင်မွန်ချေစစကို page ကနေပြီးတော့မှပြန်လည်ကြိုဆိုလိုက်ပါတယ်ဆိုတော့ဒီနေ့သင်ခန်းစာကမတို့ဘယ်ရောက်ပြီလဲ Grade 10 writing မှာ Unit 5 Train ဆိုတဲ့သင်ခန်းစာကိုရောက်ပြီပေါ့နော်အဲ့တော့ writing 5 writing စာမျက်နှာ44ဒီ paragraph ကိုမရေးခင်ပါလေစာပိုက်လေးကိုလည်းကျင်းရအောင်ဖတ်စေချင်တယ်ပေါ့နော်ဒါမှဘယ်လိုမျိုးရေးရမှာလဲဘယ်လို idea ရမှာလဲဆိုတာကိုဒါသိမှာပေါ့နော်ဆိုတော့စာမျက်နှာ44ရဲ့ 5 writing မှာစာဖတ်ကြည့်ကြမယ် Among different means of transport such as car, train, plane, bicycle, motorbike, etc. တဲ့ယူပို့ဆောင်ရေးမှာဒီမျိုးကားတွေရထားတွေလေယာဉ်ပြန်တွေစပိန်တွေပြီးရင်ပါလဲဆိုင်ကယ်တွေအမျိုးမျိုးရှိတယ်ပေါ့နော်Which do you like most သင်ပါကိုအကြိုက်နဲ့တက်ဆုံးလဲ Why ဘာလို့ကြိုက်တာလဲအဲ့ဒါကိုရေးကြရမယ်ပြီးတော့ Using the following point to write a short paragraph on means of transport you like most ပေါ့နော်သင်ကြိုက်နဲ့တက်တဲ့ဒီရင်တစ်မျိုးမျိုးကို short paragraph လေးရေးရမယ်ဒီမှာကြတော့လေဝက်ချ10ချောင်းရေးပါတို့ဝက်ချ9ချောင်းရေးပါလို့မပြောထားဘူးကိုရေးချင်တဲ့လောက်ရေးလို့ရတယ်ဒါပေမဲ့ a short paragraph ပဲဖြစ်တဲ့အတွက်ကြောင့်မို့လို့ essay လိုမျိုးစာပိုက်တွေခွဲပြီးမရေးဘူးပေါ့နော်တပိုက်ထဲနဲ့ဒါရေးသွားကြမယ်အဲ့တော့သူပေးထားတဲ့ point တွေကိုဖတ်ကြည့်ကြမယ်The common means of transport in your village, town, city တင်ရရွာမှာပဲဖြစ်ဖြစ်မြို့မှာပဲဖြစ်ဖြစ် city ဆိုတာကြတော့ဒါပြည်နယ်တိုင်းဒေသကြီးတစ်ခုရဲ့နည်းနည်းဖုံးမြို့တစ်မြို့ပေါ့နော်ဒါကိုခေါ်တာ town ကကြတော့သူတို့တာမယ်မြို့လေးပဲအဲ့တော့အဲ့လိုမျိုးတည့်ရဲ့နေရာဒေသမှာဘယ် transport ကိုအသုံးများဆုံးလဲ common ဆိုတာကအသုံးများတာကိုခေါ်တာဟုတ်ပြီနော်အဲ့တော့နောက်တစ်ချက် the means of transport you likeဘယ်ပို့ဆောင်ဆက်သွယ်ရေးဘယ်ရင်ကိုအသုံးပြုရတာကိုသင်ကိုကြိုက်တယ်ပေါ့နော်ပြီးတော့တစ်ချက် the one you like best တင်းရဲ့အကြိုက်ဆုံးရှင်ကဘာလဲ why do you like it best တင်ပါလို့အဲ့ဒါကိုအကြိုက်ဆုံးဖြစ်ရတာလေဆိုပြီးမှ why နဲ့ဒါ reason ရေးခိုင်းတာလေပေါ့နော်အဲ့တော့ညာဘအဖြစ်ကလေသူဘာမှပဲဖြစ်ပါပေါ့နော်ဟိုနေရာတွေကလည်းတော့ဒီဆိုင်ကင်းနဲ့ကားကများမယ်လို့ထင်တယ်အေးပေါ့ဗမာပြည်ဘက်မှာဆိုလို့ရှိရင်တော့ဒီလို train တွေတုတ်တွေရောရှိရပေါ့တော့ဒါပေမဲ့မတို့လိုဒီလိုမျိုးရှန်ကရားမှာကြတော့အဲ့လိုဘယ်လိုခေါ်မလဲတုတ်တို့ line ကားတို့ဆိုတာတိတ်မရှိဘူး train ဆိုတာလည်းတိတ်မရှိဘူးကွာအဲ့တော့မနေတဲ့နေရာဒေသကိုပဲ represent လုပ်ပြီးတော့မှဒီကားနဲ့motor cycle ဒီ motor bike တွေကိုပဲရေးလိုက်မယ်ပေါ့နော် okayအခုဒီဗီဒီယိုကြည့်နေတဲ့သူတွေကဒါမန္တလေးဖက်တို့ကားဆိုလို့ရှိရင်တော့ဒါမင်းတို့စီမှာရှိတဲ့ရင်တွေကိုပဲရေးတာပို့ပြီးအဆင်ပြေမယ်ပေါ့နော်ဒါပေမဲ့ဒါမှတို့ဒီလိုတောင်ပေါ်ဒေသတွေမှာကျတော့အဲ့လိုမျိုးယထာစီးများတာတွေမရှိဘူးလေနော်ပြီးတော့ရှမ်းကရမှာကတက္ကစီကတိတ်မရှိဘူးတောင်ကြီးမှာတော့ရှိရဒါပေမဲ့လိုက်ကော်မာကတက္ကစီကတိတ်မရှိဘူးပေါ့နော်အဲ့တော့ 5e writing ကိုခေါင်းစဉ်ကဘယ်လိုပြရမလဲtransport အကြောင်းရေးခိုင်းတာဖြစ်တဲ့အတွက် transportation လို့ပဲခေါင်းစဉ်ပြလိုက်မယ်ပေါ့နော် Okay ဒါဆိုလို့ရှိရင်ကြည့်ကြမယ်စာလုံးနေတဲ့အချိန်မှာလေဟိုအတွေးတွေမပြတ်နဲ့တည်လား10တန်းဆိုတာကဒါ grade 11 or grade 12ကိုလုံးဝအခြေခံเนาะအဲ့တော့10တန်းမှာစပြီးတော့မှစာတူလုပ်ကြမယ်ဟုတ်ပြီမလားဟိုမဗီဒီယိုကြည့်နေတဲ့အချိန်မှာလေအတွေးလေးတွေကိုလေfocus ထားစီချင်တယ်မရှိမုံချော attention ပြီးမိနစ်10မိနစ်လောက်လေးစာပေါ်မှာအတူတူအာရုံစိုက်ကြမယ်ဟုတ်ပြီနော်တခြားကိစ္စတွေမတွေးစီချင်ဘူးပေါ့နော်တော့ခေါင်းစဉ်က transportation လို့ပြလိုက်မယ်မကဘယ်လိုစာရေးထားလဲဒါစာပိုက်အကုန်လုံးမဖတ်ပြလိုက်တော့မယ်ပေါ့နော်မဖတ်ပြခင်မှာမကဘာလို့ကားနဲ့ train ကိုကားကိုရွေးရတာလဲဆိုလို့ရှိရင်မကားပဲစီးဘူးပါအဲ့ရထားတွေလေရင်ပြန်နေလည်းမစီးဘူးပေါ့နော် even မန္တလေးရောက်လို့ဆိုရင်တော့မှအဲ့ဒီတုတ်လဲတိတ်မစီးဘူးစီးုံစီးဘူးကတစ်ခါမှမစီးဘူးအဲ့လိုဆိုတော့ကိုနဲ့ရင်းနေတာကားပဲရှိရလေနော်ပြီးတော့အဲ့ဒီမှာလေရင်ပြန်လည်းမစီးဘူးပါဘူးတင်မောလည်းမစီးဘူးအဲ့လိုဆိုတော့ကိုနဲ့အနီးဆက်ဆုံးကားပဲရေးလိုက်တာပေါ့နော်ဒီကားစီးရင်းနဲ့ညာတော့အဖြစ်ကမှကတချင်နာထောင်တယ် K
ပြီးသွားလိုက်တချင်နာထောင်လိုက်ကိုကမောင်းလာမဟုတ်ဘူးနော်နောက်ကလိုက်ထိုင်ရတော့ကားစီးရတော့ပူကြိုက်တယ်ပြီးရင်ကားနဲ့သွားရတဲ့ခီးကဘယ်လိုခေါ်လဲမတို့ကအရှမ်းတရားဖြစ်တဲ့အတွက်ကြောင့်ဟိုတောင်တန်းဒေသတွေကိုမြင်ရတယ်ကွာအဲ့တော့အဲ့စိတ်နှမ်းဆိုကြတဲ့တောင်တန်းတွေကိုမြင်ရတဲ့အခါမှာစိတ်ထဲမှာကျင်းတဲ့စလူရှာမီတွေဒါလေးထည့်ရကြမယ်ပေါ့နော်အဲ့တော့ unified train ရဲ့ transportation There are different means of transport such as car, train, plane, bicycle, motorbike, etc. In my city, transportation is mostly by motorbike and car. My favorite one is the car. The journey by the car is very exciting and interesting. ဒါပေမဲ့လေတိလား the one you ride bus ကိုရေးတဲ့အခါမှာမလေရင်ပြန်မစီးဘူးပြင်မဲ့လေရင်ပြန်ကိုဟိုပါလေ the light bus လို့အနေနဲ့ယူလိုက်မယ်တချင်းချင်းကြိုင်တော့မှလေရင်ပြန်စီးဘူးမှာပေါ့နော်အဲ့တော့ဒါကဒီနေ့စီမံစလို့ရှိတာ first step ဖြစ်တယ်ပြီးတော့ဘယ်လိုခေါ်လဲလေထဲမှာပြန်နေရတာကိုစိတ်ကူးရင်မရေးမယ်ပြန်နေရတာသဘောကျတယ်အဲ့လိုမျိုးရေးကြမယ်အဲ့တော့ the one you ride bus အဲ့ဒီအပိုင်းမှာ the word I like best in transportation is the plane because it is the first step when and I love flying ဒါပါပဲအဲ့တော့စာကြောင်းကဘယ်နှကြောင်းဖြစ်သွားမှာလဲပေါ့နော်1 2 3 4 5ကြောင်းပဲရှိတယ်ပေါ့နော်အဲ့တော့သူဟာလည်းဘယ်နှကြောင်းရေးပါလို့မပြောထားတဲ့အကြောင်းမှာတော့ရှင်းဆုံးနဲ့အတူဆုံး5ကြောင်းလေးပဲရေးလိုက်ပါမယ်ပေါ့နော်အဲ့တော့ဒါမင်းတို့တွေကဒါလင်းရင်ပြန်စီးဘူးတယ်ဆိုလို့ရှိရင်လင်းရင်ပြန်ပေါ့နော်ယထာစီးဘူးတယ်ဆိုလို့ရှိရင်ယထာစီးတာပို့ကြိုက်တယ်ပေါ့နော်အဲ့လိုလေးဒါရေးလို့ရပါတယ်ဆိုတော့ဒီနေ့ဒီဗီဒီယိုလေးကတော့ဒီလောက်ပါပဲတခြားတော့transportation တွေကိုလည်းကိုယ်တိုင်ရေးကြည့်ကြပါပါနော်ကိုယ့်ရဲ့ own idea လေးနဲ့ဆိုတော့အားလုံးပဲကျမရှင်နိုင်ကြပါစေရှင်အားလုံးပဲတက်တာပါရှင်